နေအဖွဲ့အစည်းရဲ့အလဲဗဟိုကနေနေမင်းကြီးကနေအောင်ကြီးတောက်တစ်ခုကိုအရှိန်ဟုန်နဲ့ပြစ်လွတ်လိုက်ပါတယ်။အဲ့ဒီအလင်းတန်းကဂျိုးရေးစီကိုအမြန်ဆုံးဦးတည်သွားနေတာပါ။တစ်ဖက်မှာတော့တူရကီနိုင်ငံမှာအာမန်ဆိုတဲ့ရေငုပ်သမားတစ်ယောက်ဟာသူ့ရဲ့အလုပ်ကိုပျော်ပျော်ပါးပါးနဲ့လုပ်နေပါတယ်။ရေငုပ်ရင်းနာရီနှဲငယ်အကြာမှာတော့အာမန်ဟာသူ့ရဲ့ချစ်သူဟောင်းဒက်ဖနီနဲ့တွေ့ဆုံပါတယ်။ဒက်ဖနီကအာမန်ကိုရိုဘတ်မြေအောက်ရေလမ်းကြောင်းစီသွားမဲ့ရေငုပ်ခရီးစဉ်မှာပါဝင်ပေးဖို့လာရောက်တောင်းဆိုတာပါ။ဒီခရီးစဉ်ကိုအာမန်ရဲ့ဖခင်ပိုင်ဆိုင်တဲ့ရီနိုလက်ကုမ္ပဏီကကူညီပံ့ပိုးပေးမှာဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာတော့အာမန်သဘောမကျပဲစကားများကြပါတော့တယ်။ဒက်ဖနီကတော့သူ့ကိုဒီကိစ္စကိုစဉ်းစားပေးဖို့ကတိတောင်းခဲ့ပါတယ်။ညနေပိုင်းမှာတော့နေအောင်ကြီးတောက်ဟာဂျိုးရူးတစ်ခုကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီနေအောင်ကြီးတောက်ဟာအလွန်မြန်တဲ့အရှိန်နဲ့မာဂျူရီဂျိုစီချင်းကပ်လာတာကိုတူရကီနိုင်ငံအဒါနာမြို့ကလေတက်အခြေစိုက်စခန်းမှာရှိတဲ့စီလစ်ကတွေ့ရှိသွားပါတယ်။သူမကဒါကိုချက်ချင်းပဲတက်မှုစီတင်ပြပေမဲ့တက်မှုကတော့အထက်လူကြီးတွေကိုပဲအကြောင်းကြားမယ်လို့ပြောပြီးဒီကိစ္စကိုလျှို့ဝှက်ထားခိုင်းပါတယ်။နောက်တနေ့မနက်မှာတော့အာမန်ရဲ့တကားအောက်မှာလျှို့ဝှက်ဖိုင်တစ်ခုရောက်နေပါတယ်။ဒါနဲ့ပဲအာမန်ဒက်ဖနီနဲ့ထပ်တွေ့ဖို့အမြန်သွားခဲ့ပါတယ်။အဲ့ဒီမှာဒက်ဖနီရဲ့လက်ရှိချစ်သူကီနန်နဲ့ပါတွေ့လိုက်ရတဲ့အတွက်အခြေအနေကနည်းနည်းအနေရခတ်သွားပါတယ်။အာမန်ကခရီးစဉ်အကြောင်းအသေးစိတ်မေးမြန်းတဲ့အခါဒက်ဖနီကမြေပုံတွေကိုပြသပြီးအာမန်ရဲ့ဖခင်လောင်စာစီရှာဖွေနေကြောင်းရှင်းပြပါတယ်။နှစ်ပေါင်း100ကြာမှပြန်တွေ့တဲ့နေရာတစ်ခုရှိနေတာကိုသိလိုက်ရတော့အာမန်စိတ်လှုပ်ရှားသွားပါတယ်။ဘာကြောင့်လဲဆိုတော့သူအမြဲလိုချင်နေပေမဲ့လက်မထိဘူးခဲ့တဲ့ဆာဘကလျာလို့ခေါ်တဲ့အနက်ရောင်တန်းနာကြောက်တန်းကိုအဲ့ဒီနေရာမှာတွေ့နိုင်မှာမို့လို့ပါ။ဒါနဲ့ပဲအာမန်ခရီးစဉ်ကိုသဘောတူလိုက်ပါတယ်။ညနေပိုင်းမှာတော့အာမန်ဟာတင်မောသားအဖွဲ့နဲ့တွားရောက်ပူးပေါင်းပါတယ်။ဒက်ဖနီရဲ့လက်ထောက်ယာနာရေတက်တဗေဒပညာရှင်ဆန်တို့နဲ့တွေ့ရတာကိုသူဝမ်းသာနေပါတယ်။သမုဒ္ဒရာဗေဒပညာရှင်ဖီလစ်တိုနဲ့အတူခရီးစဉ်စတင်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့ကီနန်မှာလိုက်ပါလာတာကိုမြင်လိုက်ရတဲ့အပြင်ဖခင်ဖြစ်သူစီကဖုံးဝင်လာတဲ့အခါအာမန်စိတ်ပြတ်သွားပါတယ်။ဖခင်ဖြစ်သူကသူ့အပေါ်ဂယုစိုက်တယ်ဆိုတာကိုသူမယုံကြည်ပါဘူး။လေတက်အခြေစိုက်စခန်းမှာတော့စီလစ်တယောက်အထက်အရာရှိတွေရဲ့အစည်းအဝေးကိုခိုးနားထောင်မိရာကနေကဘာမြေစီအနေရှိတဲ့ဂမ်မာရောင်ခြည်တန်းတွေရောက်လာတော့မယ်ဆိုတာသိလိုက်ရပါတယ်။ဒါကလူသားတွေပြင်ဆင်ချိန်အများကြီးမရှိတော့ဘူးဆိုတဲ့သဘောပါ။အိမ်ရောက်တဲ့အခါစီလစ်သူ့အမေစီဖုန်းဆက်ပြီးကြာတော်ရေးနေ့မတိုင်ခင်မြေအောက်မှာပုံခိုနေဖို့ပြောလိုက်ပါတယ်။ကန်ဆိုးစွာနဲ့ပဲသူမရဲ့အထက်ရာရှိတွေကအဲ့ဒီသတင်းစကားကိုကြားဖြတ်ဖမ်းယူလိုက်ပြီးသူမအိမ်စီစစ်သားတွေကိုလွှတ်လိုက်ပါတယ်။စစ်သားတွေကိုမြင်လိုက်တဲ့စီလစ်ဟာဖုန်းကိုချန်ထားခဲ့ပြီးတကားကိုပရိဘောဂတွေနဲ့ပိတ်ဆို့ကာနောက်ဘက်ကနေအမြန်ထွက်ပြေးခဲ့ပါတယ်။စစ်သားတွေအိမ်ထဲဝင်လာချိန်မှာတော့စီလစ်ကားနဲ့ထွက်ပြေးလွတ်မြောက်သွားပါပြီ။ပင်လယ်ပြင်မှာတော့ဒက်ဖနီဟာရေငုပ်သင်္ဘောကိုစမ်းသပ်ဖို့အတွက်မြေအောက်ရေလမ်းကြောင်းမရောက်ခင်မှာရေငုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကီနန်နဲ့သင်္ဘောကပတိန်ကသင်္ဘောပေါ်မှာပဲကြံခဲ့ပြီးကြံတဲ့သူတွေအားလုံးရေငုပ်လိုက်ကြပါတယ်။သူတို့မထွက်ခွာခင်မှာအာရှဒေသကသမုဒ္ဒရာထဲမှာတခုခုမှားယွင်းနေတဲ့ဆိုတဲ့သတင်းရထားကြောင်းကပတိန်ကပြောပေမဲ့မီးတောင်ပောက်ကွဲမှုကြောင့်လို့ယူဆပြီးခရီးစဉ်ကိုဆက်သွားခဲ့ကြပါတယ်။ရေအောက်မှာနာရီနှဲငယ်ကြာပြီးနောက်အာမန်ရုတ်တရက်အလင်းတန်းတစ်ခုကိုမြင်လိုက်ရပါတယ်။ဒီနေရာကအမှောင်ထုတာဖုံးလွှမ်းနေရမယ့်နေရာဖြစ်လို့ဒါဟာထူးဆန်းနေပါတယ်။သူတို့ရေပေါ်ပြန်တက်လာတဲ့အခါတင်မောပေါ်ကဘသူကမှရေဒီယိုကိုပြန်မဖြေကြပါဘူး။တင်မောပေါ်ကိုရှာဖွေကြည့်လိုက်တဲ့အခါတင်မောကလုံးဝလူသူကင်းမဲ့နေတာကိုတွေ့လိုက်ရပါတယ်။ကွန်ပျူတာထဲမှာတော့ကီနန်ချန်ထားခဲ့တဲ့ဗီဒီယိုတစ်ခုကိုသူတို့တွေ့ရှိသွားပါတယ်။ကီနန်ရဲ့ဗီဒီယိုထဲမှာတော့နေထွက်လာတဲ့အချိန်တိုင်းမှာလူတွေကိုတပ်ဖြတ်နေတဲ့အတွက်သူတို့အဖွဲ့ဟာကို့စ်မျိုးကကာကွယ်ရေးစခန်းတစ်ခုကိုသွားဖို့ထွက်ခွာသွားပြီလို့ရှင်းပြထားပါတယ်။အာမန်တို့အဖွဲ့လည်းအဲ့ဒီစခန်းကိုပဲသွားဖို့သဘောတူလိုက်ကြပေမဲ့ရေငုပ်သင်္ဘောကိုအားသွင်းဖို့ကမ်းခြေကိုအရင်ပြန်ရပါမယ်။ခရီးစဉ်အတွင်းမှာရေတာပေါ်မှာတစ်ခုခုနီးကပ်လာတာကိုသူတို့တွေ့လိုက်ရပါတယ်။ကုန်းပေါ်ကိုရောက်တဲ့အချိန်မှာတော့တနေရာလုံးလူသူကင်းမဲ့နေပြီးလျှက်စစ်မီလည်းမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲရေကန်မော်စနစ်ရ45လို့ခေါ်တဲ့စစ်ရေငုပ်သင်္ဘောကြီးရေပေါ်ကိုတက်လာတာကိုမြင်လိုက်ရပါတယ်။ရေတပ်သားတွေဆင်းလာပေမဲ့ဖုန်းလိုင်းတွေမရလျှက်စစ်မီမရှိဖြစ်နေတာကိုသူတို့လည်းနားမလည်ဖြစ်နေကြပါတယ်။အာမန်ကသူတို့တည်ထားတဲ့အကြောင်းအရာတွေကိုတပ်မှုအီရန်နေစီပြောပြနေချိန်မှာပဲဒက်ဖနီစီကိုကီနန်စီကဂျိုဒုဗီဒီယိုသတင်းစကားတစ်ခုရောက်လာပါတယ်။ဗီဒီယိုထဲမှာလမ်းပေါ်ကလူတွေကြောက်လန့်နေတာကိုတွေ့လိုက်ရပါတယ်။နေထွက်ဖို့4 နာရီလောက်ပဲလိုတော့တဲ့အတွက်အီရန်နီးနဲ့သူ့ရဲ့ဒုတိယအမိန့်ပေးသူဦးမို့တို့ဟာစစ်သားတွေကိုစုစည်းပြီးကီနန်ပြောတဲ့ကာကွယ်ရေးစခန်းကိုရှာခိုင်းဖို့အမိန့်ပေးလိုက်ပါတယ်။ဖီလစ်နဲ့ဆန်ကရေငုပ်သင်္ဘောတွေကကရိယာအချို့ယူပြီးလျှက်စစ်မီပြန်ပြင်နိုင်ဖို့ကားတစ်စီးနဲ့ထွက်ခွာသွားပါတယ်။ဒက်ဖနီနဲ့အာမန်ကတော့ရာနာကိုဒီမှာပဲစောင့်နေဖို့မှာထားခဲ့ပြီးသူတို့ကိုယ်တိုင်ရှာဖွေရေးမှာပါဝင်ဖို့ကားတစ်စီးနဲ့ထွက်လိုက်ပါတယ်။သူတို့ကားပေါ်တက်လိုက်တဲ့အချိန်မှာပဲဦးမှုကလည်းသူတို့နဲ့အတူလိုက်ပါလာပါတယ်။ခဏအကြာမှာတော့သင်္ဘောစိတ်ကမ်းဘက်ကနေပောက်ကွဲတံတစ်ခုထွက်ပေါ်လာပါတယ်။ယာနာတယောက်တေးရမှာကြောက်လို့ငိုကြွေးနေတာကိုအရာရှိယွန်ဂျာကချုံမော့နေပါတယ်။တစ်ဖက်မှာတော့ဖီလစ်နဲ့ဆန်ဒိုလျှက်စစ်တာဝါတိုင်းတွေကိုရှာတွေ့သွားပါတယ်။အဲ့ဒီနေရာကပျက်စီးယိုယွင်းနေပြီးဝါယာကြိုးတွေလည်းမီးလောင်ထားကမီးပွားတွေထွက်နေပေမဲ့သူတို့ဆက်လက်ပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဆန်တယောက်လက်တွေတုံနေပြီးအာယုံဆိုင်ဖို့ခက်ခဲနေတာကိုသူ့အိတ်ကက်ထဲကပြုတ်ကျလာတဲ့အိတ်တစ်ခုကအဖြေပေးသွားပါတယ်။သူဟာတရားမဝင်စိတ်ကြွဆေးတွေကိုသုံးစွဲထားတာဖြစ်လို့ဖီလစ်ကပဲပြင်ဆင်မှုကိုတာဝန်ယူလိုက်တာပိုကောင်းပါလိမ့်မယ်။
အာမန်တို့အဖွဲ့ကိုစ်မြို့ကိုရောက်တဲ့အခါမှာတော့မီးလောင်နေတဲ့မြင်ကွင်းနဲ့အလောင်းတွေကိုသာမြင်တွေ့လိုက်ရပါတယ်။သူတို့အားလုံးဟာအတွင်းပိုင်းကနေလောင်ကျွမ်းသွားပုံရပြီးအသက်မရှိတော့ပါဘူး။ကီနန်ရဲ့ဗီဒီယိုအတိုင်းလိုက်ကြည့်ရင်သူတို့ဖျားเจ้าထဲကိုဝင်သွားတဲ့အခါအဲ့ဒီမှာလည်းအလောင်းတွေနဲ့ပြည့်နှက်နေပါတယ်။မကြခင်မှာပဲစစ်သားတွေရောက်လာပြီးမြို့တစ်ခွင်လုံးရှာဖွေကြရာနေရာတိုင်းမှာအလောင်းတွေကိုပဲတွေ့ရပါတယ်။ရုတ်တရက်အရာရှိဘာရစ်တယောက်နေမကောင်းဖြစ်ပြီးအန်လိုက်ပါတယ်။အာမန်ကကားတစ်စီးထဲကနေအပူငွေ့ရှာဖွေတဲ့မှန်ပြောင်းကိုရှာတွေ့ပြီးတဝိုက်ကိုကြည့်လိုက်ပေမဲ့လှုပ်ရှားမှုတစုံတရာမတွေ့ရတဲ့အတွက်အသက်ရှင်ကျန်ရစ်သူမရှိတော့ဘူးဆိုတာသိချသွားပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတွေကဗန်မြေအောက်ခန်းတစ်ခုထဲမှာလူတစ်ယောက်တွေ့တယ်လို့ဦးမှုကိုအကြောင်းကြားပါတယ်။သူတို့၃ယောက်အဲ့ဒီနေရာကိုအမြန်သွားပြီးအသက်ရှင်ကျန်ရစ်သူကိုတွေ့လိုက်ရပါတယ်။သူကရှေးဟောင်းဂရိဘာသာစကားနဲ့ပြောနေတာပါ။အာမန်ကအဲ့ဒီဘာသာစကားကိုနားလည်လို့သူ့ကိုမေးမြန်းလိုက်ရာအဲ့ဒီလူကခဲလီနဲ့စောက်ထားတဲ့မြေအောက်နေရာမှာရှိနေလို့အသက်ရှင်တာဖြစ်ကြောင်းပြောပြပါတယ်။သူကလူတွေအားလုံးမှားနေတယ်လို့လည်းထက်ခါတလဲလဲပြောနေပါတယ်။ဆေးဘက်ဆိုင်ရာအရာရှိတယောက်ကအဲ့ဒီလူရဲ့အတွင်းပိုင်းမှာသွေးယိုနေပြီးအသက်ရှူနှုန်းလည်းအလွန်နည်းနေပြီလို့ပြောလိုက်တဲ့အခါဦးမှုကသူ့ကိုပြစ်တက်လိုက်ပါတယ်။ဒေါသထွက်သွားတဲ့အာမန်ကဦးမှုကိုအော်ဟစ်ဆူပူပေမဲ့ဦးမှုကတော့ဒါဟာသနာချင်းတက်ပါလို့ပဲပြန်ပြောပါတယ်။စစ်သားတွေသင်္ဘောစိတ်ကမ်းကိုပြန်သွားပြီးရေငုပ်သင်္ဘောထဲမှာပုံခိုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒက်ဖနီကကီနန်ကိုဆက်ရှာချင်နေတဲ့အတွက်ဦးမှုကသူနဲ့အာမန်ကိုမိနစ်30အချိန်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်တွင်းမှာရေငုပ်သင်္ဘောကရေအောက်ကိုဆင်းသွားမှာပါ။ဗန်ထဲမှာတော့စစ်သားအချို့ကပိုင်ရှင်တွေတေကုန်ပြီဆိုပြီးပတ်စံအိတ်တွေကိုခိုးယူဖို့စူးစမ်းရာကနေရန်ဖြစ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲဖိလစ်ကလျှက်စစ်မီးကိုပြန်ဖွင့်လိုက်ပါတယ်။ဒါကြောင့်ဗန်ရဲ့လုံခြုံရေးစနစ်တွေအလုပ်လုပ်သွားပြီးစစ်သားအချို့ဗန်ထဲမှာပိတ်မိသွားပါတယ်။အပြင်ကအရာရှိတယောက်ကသူတို့ကိုကူညီဖို့စူးစမ်းပေမဲ့တကားတွေပိတ်သွားတဲ့အတွက်ကိုယ့်အသက်ကိုလုံခြုံအောင်နောက်ဆုတ်လိုက်ရပါတယ်။စိတ်ကမ်းမှာတော့ဖီလစ်နဲ့ဆန်တို့ဘေးကင်းစွာပြန်ရောက်လာပါတယ်။ရာနာကအွန်လိုင်းမှာရှာဖွေကြည့်ရာကနေသိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီဖြစ်စဉ်ဟာနေရဲ့ဝင်ရိုးပြောင်းလဲမှုကြောင့်ဖြစ်တာလို့သိလိုက်ရပါတယ်။ဒီပြောင်းလဲမှုက12နှစ်တစ်ကြိမ်ဖြစ်လေ့ရှိပေမဲ့ဒီတစ်ခါတော့ပုံမှန်ထက်ပိုမိုပြင်းထန်တဲ့အတွက်ဂမာရောင်ခြည်တန်းတွေကိုပြစ်လွတ်တဲ့မီးတောင်ပေါက်ကွဲမှုကိုဖြစ်စေခဲ့တာပါ။ပို့စ်မြို့မှာတော့တီကာကီမြို့ကကာကွယ်ရေးစခန်းအကြောင်းကိုမြို့အနှံ့စပီကာတွေကနေတဆင့်အရေးပေါ်သတိပေးချက်ထုတ်ပြန်လာပါတယ်။ဒက်ဖနီနဲ့အာမန်အဲ့ဒီနေရာကိုအမြန်သွားပေမဲ့အဲ့ဒီစခန်းမှာလည်းကီနန်အပါအဝင်လူတွေရဲ့အလောင်းတွေနဲ့ပြည့်နှက်နေတာကိုပဲတွေ့လိုက်ရပါတယ်။အာမန်ကီနန်ရဲ့ဖုန်းကိုယူပြီးနောက်ဆုံးဗီဒီယိုကိုကြည့်လိုက်တဲ့အခါစခန်းထဲကလူတွေအားလုံးတစ်ချိန်တည်းမှာပဲအတွင်းပိုင်းကနေလောင်ကျွမ်းသွားတာကိုမြင်လိုက်ရပါတယ်။ဒက်ဖနီစိတ်ထိခိုက်ပြီးငိုကြွေးပေမဲ့နေထွက်တော့မဲ့အချိန်မို့ဝမ်းနည်းနေချိန်မရှိတော့ပါဘူး။သူတို့နှစ်ယောက်ကားကိုအချိန်တင်မောင်းနှင်ပြီးစိတ်ကန်းကိုအချိန်မီရောက်ရှိသွားပါတယ်။အဲ့ဒီမှာရေငုပ်သင်္ဘောကတော့ထွက်ခွာဖို့ပြင်ဆင်နေပါပြီ။ဦးမှုကသူတို့ကိုမြင်ပေမဲ့ရေငုပ်သင်္ဘောအပေါက်ကိုပိတ်လိုက်ပါတယ်။အာမန်ကသင်္ဘောပေါ်ခုန်တက်ပြီးတကားကိုအားနဲ့ထုလိုက်တဲ့အတွက်တငယ်ချင်းတွေကြားသွားပြီးယွန်ဂျာကတကားပြန်ဖွင့်ပေးလိုက်ပါတယ်။အားလုံးဘေးကင်းစွာနဲ့ရေငုပ်သင်္ဘောထွက်ခွာသွားပြီးတဲ့နောက်မှာတော့ဦးမှုကအာမန်ကိုသူနဲ့ဒက်ဖနီတို့ရဲ့ယူမိုက်တဲ့လုပ်ရက်တွေကြောင့်သူ့လူတွေအများကြီးဆုံးရှုံးခဲ့ရတယ်လို့ပြောပြီးဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ကြောင်းပြောလိုက်ပါတယ်။နာယီတွေကုန်လွန်သွားပေမဲ့အပြင်လောကကနေဘာသတင်းမှမရတဲ့အတွက်သင်္ဘောပေါ်ကလေထုကအတော်လေးတင်းမာနေပါတယ်။ဘာရစ်ရဲ့ကျန်းမာရေးကလည်းမသက်သာလာတဲ့အပြင်သူ့အမေကိုမြင်အောင်နဲ့စိတ်ကပ်ရောင်ခြောက်ခြားမှုတွေဖြစ်လာပါတယ်။တစ်ဖက်မှာတော့အာမန်နဲ့တငယ်ချင်းတွေကိုရေငုပ်သင်္ဘောအကြောင်းလိုက်ပြပြီးစီကန်းတွေကိုရှင်းပြပါတယ်။ရုတ်တရက်ရေအားစနစ်ပျက်စီးသွားတဲ့အတွက်သတိပေးချက်ပေးတံထွက်ပေါ်လာပါတယ်။ရေငုပ်သင်္ဘောကြီးတုန်ခါသွားပြီးအရေးပေါ်စနစ်တွေအလုပ်လုပ်သွားပါတယ်။သူတို့ရဲ့အင်ဂျင်နီယာကဗန်မှာဆုံးသွားခဲ့ပေမဲ့အာမန်ကတော့ကံကောင်းထောက်မှတ်စွာနဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အီရန်နေကအာမန်ရဲ့စွမ်းဆောင်ရည်ကိုသဘောကျသွားပြီးသူ့အသိပညာကိုစမ်းသပ်မေးမြန်းမှုတွေလုပ်ပြီးတဲ့နောက်မှာအာမန်ကိုအင်ဂျင်နီယာချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဒီအပေါ်မှာဦးမှုကမကျေနပ်ပဲအာမန်သာတခုခုမှားယွင်းအောင်လုပ်မိရင်သူ့လက်နဲ့ပဲအဆုံးစီရင်မယ်လို့ချင်းချောက်ပါတယ်။အရာရှိအော်ဒန်ကလည်းမကျေနပ်ဖြစ်ပြီးအာမန်ကိုဒီနေရာမှာသူ့မှာဘာအာဏာမှမရှိဘူးဆိုတာကိုသတိပေးလိုက်ပါတယ်။ကျန်တဲ့အဖွဲ့ဝင်တွေကိုတော့တန်ရှင်းရေးတာဝန်တွေပေးလိုက်ပါတယ်။ဖိလစ်ကတော့သူတို့ပြန်တက်ဖို့မလွယ်ကူတော့တာကြောင့်ဒါဟာသူတို့ရဲ့နေ့စဉ်ဘဝတည်ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ရုတ်တရက်အော်တန်နဲ့တခြားအရာရှိတွေကဖိလစ်ကိုကန်လိုက်ပြီးဆန်ရဲ့လေပင်ကိုအတင်းဆွဲညှစ်လိုက်ပါတယ်။သူတို့ရဲ့ရဲဘော်တွေတိတ်ဆုံးရတာဆန်ကြောင့်လို့ဆွဆွဲပြီးဒဏ်ရာရအောင်လုပ်လိုက်တာပါ။ဆန်ကိုစော်ကားပြီးတဲ့နောက်မှာတော့သူတို့လှုပ်ပေးလိုက်ပြီးတန်ရှင်းရေးလုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဦးမှုကဒါတွေကိုအဝေးကနေကြည့်နေပေမဲ့ဝင်ရောက်မဖြေရှင်းပေးပါဘူး။ဒက်ဖနီကဖြစ်ပျက်ခဲ့တာတွေကိုအာမန်ကိုပြောပြပေမဲ့အာမန်ကတော့အရာရှိတွေရဲ့အပြုအမူတွေပိုဆိုးမသွားအောင်သူတို့ပြောသလိုပဲလိုက်လုပ်ပေးဖို့လိုတယ်လို့ပြောပါတယ်။ဒေါသထွက်သွားတဲ့ဒက်ဖနီကအီရန်နေစီသွားပြောပေမဲ့အီရန်နေကသူ့စစ်သားတွေဟာလူကောင်းတွေဖြစ်ပြီးသူ့မျက်စိအောက်မှာဘယ်သူမှတခုခုလုံးမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။တစ်ဖက်မှာတော့ဘာရစ်တယောက်စိတ်ကရောင်ခြောက်ခြားဖြစ်နေစေဖြစ်ပြီးလေဝင်ပေါက်တွေထဲမှာတယောက်ယောက်တွားနေတာကိုမြင်နေရတယ်လို့ပြောပါတယ်။
ဒါပေမဲ့ဘသူကမှသူ့ကိုမယုံကြပါဘူး။မကြခင်မှာပဲအရာရှိတွေကစားစရာဘူးအချို့ပျောက်ဆုံးနေတာကိုသိသွားပြီးအော်တန်ကဒက်ဖနီကိုဆွဆွဲမေးမြန်းပါတယ်။ယွန်ဂျာကတော့ဒက်ဖနီဘက်ကနေကာကွယ်ပေးလိုက်ပါတယ်။ပိုပြီးဒေါသထွက်လာတဲ့အော်တန်ကအီရန်နေစီသွားပြီးအာမန်တို့အဖွဲ့ကသူတို့စီကပစ္စည်းတွေခိုးယူထားတဲ့အတွက်တင်မောပေါ်ကနေနှင်ထုတ်တဲ့နေလို့ပြောပါတယ်။အာမန်ကဝင်ရောက်ဖြည့်ရှင်းပေးပြီးသူတို့အားလုံးချစ်ရသူတွေကိုဆုံးရှုံးထားကြသူတွေဖြစ်တဲ့အတွက်အချင်းချင်းရန်ဖြစ်မဲ့အစားအသက်ရှင်ဖို့အတွက်ပူးပေါင်းလှုပ်ဆောင်ကြရအောင်လို့အားပါတရပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖိလစ်ကဘာရီလက်ထဲမှာလက်ပစ်ပုံးတစ်လုံးကင်ထားတာကိုမြင်သွားပြီးကြံတဲ့သူတွေကိုအမြန်သတိပေးပါတယ်။အရက်သားတွေကြံခဲ့ပေမဲ့အီရန်နေနဲ့အရာရှိတွေကတော့ဘာရစ်စီကိုတွားရောက်ကြည့်ရှုကြပါတယ်။ဘာရစ်ကတော့စိတ်ပိုင်းဆိုင်ရာလုံးဝလွန်ကဲနေပြီးသူတို့ကိုနားမထောင်တော့ပါဘူး။သူကလူတွေကိုတန့်စင်ပေးဖို့လိုအပ်ကြောင်းနဲ့ကဘာကြီးပြန်လည်နှိုးထားဖို့လိုအပ်ကြောင်းတရားစီရင်မဲ့နေ့ရောက်လာတော့မယ်ဆိုတာကိုပြောဆိုနေပါတယ်။ဘာဖြစ်လာတော့မလဲဆိုတာကိုသိလိုက်တဲ့အီရန်နေကတကားကိုအမြန်ပိတ်လိုက်ပါတယ်။ဘာရစ်ကလက်ပစ်ပုံးကိုဖောက်ခွဲလိုက်တဲ့အတွက်အီရန်နေနဲ့အတူတေဆုံးသွားခဲ့ပါတယ်။ချက်ချင်းပဲသတိပေးချက်ပေးတံတွေမြည်လာပြီးရေငုပ်တင်မောမှာရေယိုစိတ်မှုတွေဖြစ်ပေါ်လာပါတယ်။ရေဖိအားကြောင့်တင်မောတစ်စင်းလုံးပောက်ကွဲထွက်သွားနိုင်တဲ့အခြေအနေမျိုးပါစစ်သားတွေကအာမန်နဲ့ပူးပေါင်းပြီးပျက်စီးမှုကိုပြင်ဆင်ဖို့စ조사ပေမဲ့ဘလောက်ပဲစ조사ကရိယာတွေဘလောက်ပဲတုံးအလုံးမဖြစ်ပါဘူးစံတယောက်စိတ်ထိမနိုင်ဖြစ်လာတဲ့အခါအော်တန်ကသူ့လေပင်ကိုဆွဲညစ်ပြီးစူပူတဲ့အတွက်ဖီလစ်ကသူ့ကိုချက်ချင်းတွန်းဖယ်လိုက်ပါတယ်နောက်ဆုံးမှာတော့အထဲကနေပြင်ဆင်ဖို့စ조사တာကိုအဖွဲလိုက်လက်လျှော့လိုက်ကြပါတယ်တခုတည်းသောနီလန်းကတော့တင်မောပြင်ပေါက်ကိုထွက်ပြီးအပြင်ကနေပိတ်ဆို့ဖို့ပါပဲဒီအနက်မှာအဲ့ဒီလိုလောက်တာအနေရများလွန်းတယ်လို့ဒက်ဖနီကပြောပေမဲ့တခြားရွေးချယ်စရာမရှိတော့ဘူးလို့အာမန်ကသတိပေးလိုက်ပါတယ်တစ်ဖက်မှာတော့ယွန်ဂျာတယောက်သူ့ရဲ့ဖခင်ဖြစ်သူအီရန်နေအတွက်ဝမ်းနေပြီးငိုကြွေးနေပါတယ်ဦးမုတ်ကသူ့မစီရောက်လာပြီးရေငုပ်တင်မောကိုပြင်ဆင်နိုင်ဖို့အဲ့ဒီနေရာမှာဘဟုတုတရှိတဲ့သူကသူမတယောက်ပဲရှိတဲ့အတွက်အာမန်နဲ့အတူအပြင်ထွက်ဖို့အမိန့်ပေးလိုက်ပါတယ်အထူးပြုကရိယာတွေကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်မှောင်မိုက်နေတဲ့ပင်လယ်ပြင်ထဲကိုရေငုပ်ထွက်သွားပါတော့တယ်။ရေနက်ပိုင်းမှာရေယိုစိမ့်တဲ့နေရာတွေကိုရှာဖွေနေကြပါတယ်။အလုံးလုံးနေတော့မှပဲယွန်ဂျာကိုငါးတကောင်ဝင်တိုက်လိုက်တဲ့အတွက်သူမနောက်ကိုလွင့်စင်သွားပြီးရေငုပ်တင်မောရှိတဲ့နေရာကိုလမ်းပြောက်သွားပါတယ်။တင်မောအတွင်းမှာတော့တရက်စစ်ခလုတ်ခုံပြတ်သွားတဲ့အတွက်မီးတွေအားလုံးငြိမ်းသွားပြီးအရေးပေါ်စနစ်ကိုပြန်ဖွင့်ရပါတယ်။အရာရှိတွေကမီးအားကိုပြင်ဆင်နေချိန်မှာအာမန်ကတော့ရေယိုစိမ့်တဲ့နေရာတွေကိုဆက်လက်ပိတ်ဆို့နေပါတယ်။ပြီးတဲ့နောက်ယွန်ဂျာကိုလိုက်ရှာပြီးဖိအားတံမရခင်အချိန်မီရေငုပ်တင်မောစီပြန်ခေါ်လာနိုင်ခဲ့ပါတယ်။သူတို့တင်မောရဲပြန်ရောက်တဲ့အခါဒီအကြောင်းကိုဘသူ့ကိုမှမပြောဖို့သဘောတူလိုက်ကြပါတယ်။မိနစ်အနည်းငယ်ကြာတော့ဦးမှုကတက်မှုအသစ်ဖြစ်လာပြီးယွန်ဂျာကသူ့ရဲ့ဒုတိယအမိန့်ပေးသူဖြစ်လာပါတယ်။ဦးမှုကသူတို့တူရကီနိုင်ငံကအစ္စကန်ဒရွန်ရေတပ်အခြေစိုက်စခန်းကိုသွားမယ်လို့ကြေညာပါတယ်။နောက်ရက်အနည်းငယ်မှာတော့လူတိုင်းစိတ်ရှည်တီးခံဖို့စ조사နေကြပါတယ်။ဖီလစ်ကမူရစ်ဆေးဖြတ်နေရတဲ့ဆန်ကိုဂယုစိုက်ပေးနေပါတယ်။နောက်ဆုံးမှာတော့ရေငုပ်တင်မောစခန်းကိုရောက်လာပြီးအပြင်မှာရဲကားတွေဗလာချင်းနေတာကိုတွေ့လိုက်ရပါတယ်။စစ်သားတွေတနေရာလုံးရှာဖွေကြည့်ပေမဲ့အလောင်းတွေကိုသာတွေ့ရှိခဲ့ရပါတယ်။စစ်တပ်ရဲ့ရိုးရာအခမ်းအနားနဲ့အညီသူတို့ကိုမြေမြုပ်တင်ကြိုပေးခဲ့ပြီးဦးမှုကတော့ကူရဲကအလောင်းတွေကြားမှာကလေးမလေးတယောက်ကိုမြင်အောင်ပြီးစိတ်ကပ်ရောင်ခြောက်ခြားဖြစ်နေပြန်ပါတယ်။တခြားအရာရှိတယောက်ကသတင်းတွေအရနေရာတိုင်းမှာမီးလောင်နေကြောင်းလာပြောမှပဲသူသတိပြန်ဝင်လာပါတယ်။ဆန်ကတော့စစ်လိတ်သွားတော့ရင်အဝေးမှာမြို့ကြီးမီးလောင်နေတာကိုမြင်လိုက်ရတဲ့အတွက်မျောလင်းချက်တွေပျောက်ဆုံးသွားပါတော့တယ်။နောက်ဆုံးမှာတော့ယွန်ဂျာကတင်းမောပေါ်မှာအီရန်နေရဲ့ပုံကိုချိတ်ဆွဲပေးလိုက်ပြီးကြံတဲ့သူတွေကနောက်ဆုံးအကြိမ်ဂုဏ်ပြုနှုတ်ဆက်လိုက်ကြပါတယ်။အာမန်နဲ့တခြားအရာရှိအချို့ကရေငုပ်တင်မောရဲ့လုံခြုံရေးအတွက်ရေယိုစိမ့်တဲ့နေရာတွေကိုထပ်မံပြင်ဆင်နေပါတယ်။ဦးမှုကတော့ကြံတဲ့သူတွေကိုအခြေစိုက်စခန်းမှာအစားအစာနဲ့ဆေးဝါးတွေရှာခိုင်းပြီးသူနဲ့ယာနာတို့ကတော့ကွန်ပျူတာတွေထဲမှာသတင်းအချက်လက်တွေရှာဖွေနေပါတယ်။စခန်းရဲ့မီးဖိုချောင်းမှာတော့အော်တန်ကအစားအစာအချို့ကိုမြည်ကြည့်ပြီးဘာအရသာမှမရှိဘူးလို့ပြောပါတယ်။အရေးတစ်ခုခုလှုပ်ရှားနေတာကိုသတိထားမိတဲ့အော်တန်နဲ့ယွန်ဂျာတို့ဟာအတန်ကြားတဲ့နေရာကိုစုံစမ်းဖို့တွားရောက်ကြပါတယ်။ယွန်ဂျာကသူမစပွဲပေါ်တင်ထားခဲ့တဲ့အိတ်ပြောက်သွားတာကိုသတိထားမိလိုက်ပါတယ်။သူတို့ကတော့ဘူးအလွတ်တစ်ခုကွဲနေတာကိုတွေးလိုက်ရပြီးအဲ့ဒါပောက်ကွဲသွားတာပဲလို့ထင်လိုက်ကြပါတယ်။ဆေးကန်းမှာတော့စံတယောက်စိတ်ကြွဆေးဆွဲတာကိုတက်တာစေမဲ့ဆေးဝါးတွေရှာနေတာကိုဒက်စနီကတွေ့သွားပြီးသူ့ကိုအဲ့ဒီနေရာကနေခေါ်ထုတ်သွားပါတယ်။ဒါပေမဲ့သူကဆေးပလင်းတစ်လုံးကိုအိတ်ထဲမှာဝတ်ထားပြီးခိုးတောက်လိုက်ပါတယ်။ရေငုပ်တင်မောပေါ်မှာတော့ဖီလစ်အတန်တစ်ခုကြားလို့သွားစစ်ဆေးပါတယ်။စွန့်ပစ်ထားတဲ့လက်နှိပ်တမီကိုတွေးလိုက်တဲ့အချိန်မှာပဲအမျိုးသမီးတစ်ယောက်ကသူ့ကိုအတင်းတွန်းထုတ်ပြီးပြေးသွားပါတယ်။ဖီလစ်တားဖို့စ조사ပေမဲ့အကန်ခံရပြီးထပ်မံတွန်းထုတ်ခြင်းခံရပါတယ်။သူချက်ချင်းပဲအရာရှိတွေကိုတတိပေးလိုက်ပြီးအားလုံးကလူစိမ်းကိုလိုက်ဖမ်းကြပါတယ်။အဲ့ဒီလူစိမ်းကအရာရှိအချို့ကိုတွန်းလှန်ပြီးဆက်ပြေးသွားပါတယ်။ဖီလစ်နောက်ဆုံးမှာသူမကိုဖမ်းမိသွားပေမဲ့တနက်ချိန်ခံလိုက်ရပါတယ်။အဲ့ဒီအမျိုးသမီးကစီလစ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲတခြားအရာရှိတွေရောက်လာပြီးသူမကိုလက်နက်ချခိုင်းလိုက်ပါတယ်။ပြီးတဲ့နောက်စီလစ်ကိုရေငုပ်တင်မောစီခေါ်ဆောင်သွားပြီးလက်ထိတ်ခတ်ထားလိုက်ပါတယ်။
ဘာတွေပြောခဲ့တာကိုပြန်မှတ်ရပြီးဖိလစ်လေဝင်ပေါက်တွေကိုစစ်ဆေးလိုက်တဲ့အခါဘူးအလွတ်တွေကိုတွေ့ရှိသွားပါတယ်။ဒါကြောင့်စီလစ်ဟာအစကတည်းကလေဝင်ပေါက်တွေထဲမှာပုံခိုနေပြီးအစားအစာတွေကိုခိုးယူစားတောက်နေတာသိချသွားပါတယ်။ဦးမိုးကစီလစ်ကိုအော်ဟစ်ပြီးရှင်းပြခိုင်းတယ်လို့သူမကိုထိခိုက်အောင်လုပ်ဖို့စ조사ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဖိလစ်ကလေဝင်ပေါက်ထဲကသူမရဲ့ဝတ်စုံကိုတွေ့ရှိသွားပြီးယူလာပြလိုက်ပါတယ်။နောက်ဆုံးမှာတော့စီလစ်ဟာသူမရဲ့အကြောင်းကိုဖွင့်လှပြောပြပါတယ်။သူမဟာအထက်ရာရှိတွေနေအောင်ကြီးတောက်အကြောင်းဆွေးနွေးတာကိုကြားလိုက်ရတဲ့အတွက်ကာကွယ်ရေးစခန်းကိုရှာဖွေခဲ့တာပါလေဝင်ပေါက်ထဲမှာပုံနေစဉ်မှာပဲအားလုံးရဲ့ဇယိုက်တွေကိုစောင့်ကြည့်ရင်အများကြီးသိလာခဲ့ရတယ်လို့သူမကဆိုပါတယ်ယွန်ကြာကြောင့်ရေငုပ်ခီးစင်နီးပါးပျက်စီးမလို့ဖြစ်ခဲ့ရတာကိုလည်းသူမကထည့်ပြောပါတယ်အီရန်နေဟာတစုံတစ်ယောက်နဲ့လိုဝက်ဆက်သွယ်နေခဲ့တဲ့အတွက်သူဟာတစ္ဆာဖောက်တစ်ယောက်ဖြစ်နိုင်တယ်လို့လည်းသူမကသတိပေးပါတယ်ယွန်ဂျာနဲ့ဦးမို့တို့အီရန်နီးရဲ့အခန်းကိုအမြန်သွားပြီးလှုပ်ဝက်ခန်းတစ်ခုတည်းကတက်မှုရဲ့မှတ်တမ်းစာအုပ်ကိုရှာတွေ့သွားပါတယ်။အဲ့ဒီထဲမှာအာမန်တို့အဖွဲ့ဝင်တွေအားလုံးရဲ့နာမည်ဘေးမှာအဖွဲ့အစည်းဝင်မဟုတ်လို့ရေးထားပြီးဒက်ဖနီရဲ့နာမည်ဘေးမှာတော့မေးခွန်းထုတ်စရာအမှတ်အသားတွေရှိနေပါတယ်။အဲ့ဒီစာရင်းကိုစီလစ်ကိုပြလိုက်တဲ့အခါဒက်ဖနီကိုသတိထားပြီးစောင့်ကြည့်ဖို့နဲ့သူမကိုမတင်ကအောင်မလုပ်ဖို့သူတို့ကိုမှာကြားပါတယ်။တစ်ဖက်မှာတော့ဒက်ဖနီဟာရေတက်အခြေစိုက်စခန်းထဲကိုလှုပ်ဝက်ဝင်ရောက်ပြီးသူမရဲ့ဂျိုဒူဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်ဖို့စ조사ပေမဲ့အဆင်မပြေဖြစ်နေပါတယ်။မိနစ်အနည်းငယ်ကြာတော့အရာရှိ2ယောက်နေမကောင်းဖြစ်နေကြောင်းဦးမှုကိုသတင်းပို့လာပါတယ်။အာမန်ကတော့သူတို့2ယောက်ကိုတင်ချိုင်းတွင်တူးတဲ့သူတွေတဲကအရာရှိ2ယောက်ဖြစ်နေတာကိုအာမန်သတိပြုမိသွားပါတယ်။အဲ့ဒီတော့ဆန်စီမှာပဲအကူအညီတောင်းကြပါတယ်။ဆန်ကစမ်းသက်ချက်တစ်ခုလုပ်ကြည့်လိုက်တဲ့အခါစခန်းကနေယူလာတဲ့အစားအစာတွေကစက်ကူလိုဖြစ်နေပြီးရေငုပ်တင်မောမှာရှိပြီးသားအစားအစာတွေကတော့ကောင်းနေတာကိုတွေ့ရပါတယ်။နေအောင်ကြီးကအစားအစာတွေကကာဗွန်ဖွဲ့စည်းပုံကိုဖျက်ဆီးလိုက်တာလို့ဆန်ကကောက်ချက်ချပါတယ်။ဒါဆိုရင်သူတို့ယူလာတဲ့ရိတ်ခါတွေအားလုံးအတုံးမဝင်တော့သလိုရှိပြီးသားအစားအစာတွေကလည်းတစ်ပတ်ပဲခံတော့မှာပါ။အိမ်နဲ့ထည့်ထားတဲ့အစားအစာတွေမကောင်းတော့ပေမဲ့တန်ဘူးထဲမှာပါတဲ့အစားအစာတွေကိုတော့တတုပြားကကာကွယ်ပေးထားနိုင်တာမို့အဲ့ဒါတွေကိုရှာဖို့ဆန်ကအကြံပေးပါတယ်။စစ်သားတွေကိုတန်ဘူးတွေရှာခိုင်းပြီးနောက်မှာတော့ဦးမှုကစီလစ်ကိုအကူအညီပေးမယ်ဆိုတဲ့အခြေအနေနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။စီလစ်စခန်းရဲ့ကွန်ပျူတာတွေထဲဝင်ရောက်ကြည့်ရှုရမှာစပိန်ဘာသာစကားနဲ့ရုပ်သံသတင်းစကားတစ်ခုကိုကြားလိုက်ရပါတယ်။အတန်တွေနှောက်ယှက်မှုများပေမဲ့ဖျားသခင်ကျွန်ုပ်တို့အားလုံးကိုကာကွယ်ပေးပါစေဆိုတဲ့စကားကိုတော့ကြားလိုက်ရပါတယ်။ပြီးတဲ့နောက်စီလစ်ဒက်ဖနီရဲ့ဖိုင်ကိုဟက်လုပ်ကြည့်လိုက်တဲ့အခါဒက်ဖနီဟာနေအောင်ကြီးတောက်မဖြစ်ပွားခင်ကတည်းကနေတော့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းအတွက်ရေနက်ပိုင်းနေထိုင်မှုပုံစံတွေကိုသူတေသနလုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒက်ဖနီဟာဒီကိစ္စကိုကြိုသိနေပုံပါပဲ။တစ်ဖက်မှာတော့ယွန်ဂျာကဒက်ဖနီနဲ့စကားပြောရင်သူနဲ့ပိုတိအောင်မိတ်ဖွဲဖို့စ조사ပေမဲ့ဒက်ဖနီကသူမကိုစစ်ဆေးမေးမြန်းနေတာမှန်းသိသွားတဲ့အတွက်စကားကိုတိုးတိုးပဲဖျက်လိုက်ပါတယ်။မိနစ်အနည်းငယ်ကြာတော့အဲ့ဒီအဖွဲ့ဟာသူတို့အပေါ်ကနေဖြစ်ပြန်သွားတဲ့လေရင်တစင်းကိုမြင်လိုက်ရပါတယ်။စီလစ်ကကွန်ပျူတာနဲ့လေရင်လမ်းကြောင်းကိုခြေရခံနေစဉ်မှာပဲရေဒီယိုကနေအာဂါသစခန်းနဲ့ဆက်သွယ်ဖို့စ조사နေတဲ့ရုရှားတွေရဲ့အတန်တွေကိုကြားလိုက်ရပါတယ်။အဲ့ဒါပြီးတဲ့နောက်မှာတော့စီလစ်လေရင်လမ်းကြောင်းကိုပြန်ရှာနေတော့ဦးမိုးကကနန်းတစ်ခုကိုမှတ်သားနေတာကိုသတိပြုမိသွားပါတယ်။ဒီကြားထဲမှာပဲအာမန်တို့အဖွဲ့တန်ဘူးတဲကအစားအစာတွေတင်စီထားတဲ့ကိုရောင်တစ်ခုကိုရှာတွေ့ပေမဲ့ညီကြည့်ရဲ့အခါအဲ့ဓာတွေလည်းပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။မကြခင်မှာပဲစစ်သားတွေလည်းမြို့ထဲမှာအလားတူပဲဖြစ်နေကြောင်းအတည်ပြုလာပါတယ်။အဖွဲ့သားတွေကွန်ပျူတာခန်းမှာစုဝေးပြီးစီလစ်လေရင်လမ်းကြောင်းကိုစောင့်ကြည့်နေချိန်မှာအာမန်ကလေရင်ဟာနေကိုကြော်ဖြတ်နိုင်ဖို့အနောက်ဘက်ကိုဥတီပြန်တန်းနေတာလို့ကောက်ချက်ချပါတယ်။သူတို့အနေနဲ့လေရင်နဲ့ဆက်သွယ်ပြီးပူးပေါင်းတင်တယ်လို့အာမန်ကအကြံပြုပေမဲ့ဦးမှုကတော့သူတို့ဟာရန်သူတွေဖြစ်နိုင်တာမို့ဘယ်သူမှဆိုလေရင်ကိုခေါ်ဖို့စ조사ရင်ပြစ်ချမယ်လို့ချင်းချောက်ပါတယ်။ရင်ငုတ်တင်မောထွက်ခွာတော့မယ်လို့ကြေညာတဲ့အခါဆန်ကတော့သူ့ရဲ့ဆွဲလန်းမှုတွေကြောင့်စိတ်ဒုက္ခရောက်နေတာမို့တင်မောပေါ်မလိုက်တော့ဘဲကြံနေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒက်ဖနီကဘလောက်ပဲတားပါစေသူမပြောင်းလဲပါဘူး။နောက်ပိုင်းရေငုပ်တင်မောပေါ်မှာတော့ဒက်ဖနီဟာအပြစ်ရှိတယ်လို့ခံစားရပြီးစိတ်ထိမနိုင်ဖြစ်လာပါတယ်။ရာနာကတော့ကျင်းမြောင်းတဲ့နေရာကိုကြောက်တဲ့ယောဂစတင်ခံစားလာရတဲ့အတွက်ဦးမှုကသူမကိုနှစ်သိမ့်ပေးပြီးအတူတူအဖျော်ရမကာတောက်ကြပါတယ်။ရာနာဟာသူ့ရဲ့ဆုံးပါသွားတဲ့သမီးလေးနဲ့တူနေတယ်လို့လည်းသူဝန်ခံလိုက်ပါတယ်။ရေငုပ်တင်မောထွက်ခွာသွားပြီးတဲ့နောက်မှာတော့နေထွက်လာပြီးစံတယောက်ပင်လယ်လိုင်းတွေထဲလမ်းလျှောက်ဝင်သွားကသူ့ရဲ့နောက်ဆုံးအချိန်ကိုစောင့်မျှော်နေလိုက်ပါတယ်။အဖွဲ့သားတွေတနေ့လုံးစောင့်ဆိုင်ပြီးတဲ့နောက်ညဖက်ရောက်တဲ့အခါရေငုပ်တင်မောရေပေါ်ကိုပြန်တက်လာပါတယ်။မကြခင်မှာပဲကမ်းခြေမှာစံသေးဆုံးနေတာကိုတွေ့လိုက်ရပြီးတငယ်ချင်းတွေကနောက်ဆုံးကုန်ပြုနှုတ်ဆက်ကြပါတယ်။ဒီအချိန်မှာပဲစီလစ်ကတော့ကွန်ပျူတာကိုပြန်သုံးပြီးဘူဂေးရီးယားမှာရှိတဲ့လေယာဉ်ကိုစီလစ်ရှာတွေ့သွားပါတယ်။အဲ့ဒီနေရာမှာဆယ်ချို့ရှိတဲ့အတွက်ရေအောက်မှာနေတရဲ့ကာကွယ်ရေးစခန်းရှိနေနိုင်တယ်လို့သူတို့ခံမှန်းလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲစပိန်ဘာသာနဲ့သတင်းစကားတစ်ခုထပ်ဝင်လာပြီးအသက်ရှင်ကျန်ရစ်သူတွေအနေနဲ့စပိန်နိုင်ငံကဒီဟွန်မိုင်းတွင်မှာလာရောက်ပူးပေါင်းဖို့ဒီနေရာအညွှန်းနဲ့တကွဖိတ်ခေါ်ထားပါတယ်။ဦးမှုကအရာရှိအားလုံးကိုစုစည်းပြီးမိုင်းတွင်းထက်စစ်ဘက်ဆိုင်ရာကာကွယ်ရေးစခန်းကပိုလုံခြုံမှာဖြစ်လို့ဘူဂေးရီးယားကိုသွားမယ်လို့ကြေညာလိုက်ပါတယ်။ဦးမှုတယောက်လူတိုင်းအတွက်ကိုယ်တိုင်ဆုံးဖြတ်ချက်တွေချပေးနေတဲ့အာဏာရှင်တယောက်လိုဖြစ်လာမှာကိုဒက်ဖနီစိုးရိမ်နေပြီးတင်မောပေါ်တယ်လာတဲ့လက်နက်တွေအတွက်လည်းသတိထားနေပါတယ်။
ရေငုပ်သင်္ဘောထွက်ခွာပြီးတဲ့နောက်ဦးမှုကအီရန်နေရဲ့မှတ်တမ်းကိုပြန်စစ်ဆေးရမှာလျှို့ဝှက်ကုတ်တစ်ခုပါတဲ့စာရွက်တစ်ရွက်ကိုတွေ့လိုက်ရပါတယ်။ကွန်ပျူတာမှာသုံးကြည့်ပေမဲ့အဆင်မပြေဖြစ်နေချိန်မှာပဲလူတစုနော်ဝေးကိုသွားနေကြတယ်ဆိုတဲ့ထုတ်လွှင့်ချက်တစ်ခုကိုသူကြားလိုက်ရတဲ့အတွက်ဘသူ့ကိုမှအတိမပေးပဲသင်္ဘောလမ်းကြောင်းကိုပြောင်းဖို့အော်ဒန်ကိုအမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ Daphne သူ့လက်တော့ကိုခိုးသုံးနေရင်အာမန်ရောက်လာတဲ့အခါအမြန်ဖုံးကွယ်လိုက်ပါတယ်။အာမန်ကသူမကိုမွေးနေ့ဆုတောင်းစကားပြောလိုက်ပြီးနောက်မှာသူတို့နှစ်ယောက်ကျင်နာစရာတွေဖြစ်လာကြပါတယ်။ခဏအကြာမှာတော့ပောက်ကွဲတံတစ်ခုကြားလိုက်ရပြီးသင်္ဘောပေါ်မှာသတိပေးချက်တွေမြည်လာပါတယ်။လူတိုင်းထိတ်လန့်နေချိန်မှာဦးမိုးကဒါဟာအစင်သင့်ဖြစ်နေအောင်စမ်းသပ်တာပါလို့ပြောပြီးအချက်ပေးတံတွေကိုပိတ်လိုက်ပါတယ်။ပြီးတဲ့နောက်ဘူဂေးရီးယားမှာရိတ်ခါတွေကုန်သွားပြီလို့ပြောပြီးနော်ဝေးကိုသွားမယ်လို့ကြေညာလိုက်ပါတယ်။ဘယ်သူမှမယုံကြတဲ့အတွက်အော်တန်ကလည်းရေဒီယိုမှာအဲ့ဒီသတင်းကိုသူကိုယ်တိုင်ကြားခဲ့ရတယ်လို့ထောက်ခံပေးလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ဦးမိုးကသူတို့ကို Svalbard ကမ္ဘာလုံးဆိုင်ရာမျိုးစေ့ပန်းသို့မဟုတ်ကမ္ဘာပြည့်မင်းနေ့အတွက်ဘန်းလို့လဲခေါ်ကြပါတယ်။ဒါဟာကမ္ဘာလုံးဆိုင်ရာဘေးအန္တရာယ်တစ်ခုခုဖြစ်လာရင်ပြန်လည်စိုက်ပျိုးနိုင်ဖို့ကမ္ဘာတဝန်းကအပင်မျိုးစေ့တွေကိုတင်စီထားတဲ့နေရာဖြစ်တဲ့အတွက်ဦးမှုကမျိုးစေ့အချို့ကိုယူပြီးရေငုပ်သင်္ဘောပေါ်မှာမြေမဲ့စိုက်ပျိုးနည်းနဲ့စိုက်ပျိုးချင်နေတာပါ။အာမန်နဲ့ဖီလစ်တိုကဒါဟာခက်ခဲပေမဲ့လုပ်လို့ရတယ်လို့အတည်ပြုပေးပေမဲ့ဒက်ဖနီကတော့စပိန်ကိုသွားတာကပိုကောင်းတဲ့ရွေးချယ်မှုလို့တင်းခံနေပါတယ်။မျိုးစေ့တွေကအပင်ဖြစ်ဖို့အချိန်ကြာကြီးစောင့်ရမှာဖြစ်လို့အဲ့ဒီအချိန်မတိုင်ခင်အထိသူတို့မှာစားစရာရှိမှာမဟုတ်သလိုနော်ဝေးကိုသွားဖို့ကလည်းတပတ်လောက်ကြာအောင်မှာဖြစ်ကြောင်းသူမကထောက်ပြပါတယ်။အာမန်ကဒက်ဖနီရဲ့အကြံအစီကိုထောက်ခံလိုက်တဲ့အတွက်အငင်းပွားမှုတွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ဦးမိုးကနော်ဝေးကိုသွားမဲ့လမ်းမှာစပိန်ကိုခိတ္တရက်နာဖို့သဘောတူလိုက်ပေမဲ့တခုခုမှားယွင်းသွားရင်တော့ဒက်ဖနီနဲ့အာမန်ကိုပဲတာဝန်ယူခိုင်းမယ်လို့ပြောလိုက်ပါတယ်။ခဏအကြာမှာတော့ Daphne ကအခန်းငယ်တစ်ခုထဲမှာကွန်ပျူတာသုံးနေပြီးအပြင်မထွက်ခင်မှာအမြန်ဖုံးကွယ်လိုက်တာကိုစီလစ်သတိထားမိလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဦးမိုးကပြို့ဝှက်ချက်တစ်ခုကိုလိုက်နာဖို့အော်တန်ကိုမှာကြားနေပြီးအော်တန်အခန်းထဲကထွက်လာတာကိုလည်းစီလစ်မြင်တွေ့လိုက်ရပြန်ပါတယ်။နောက်ဆုံးတော့ရေငုပ်သင်္ဘောစပိန်ကိုရောက်လာပြီးအဖွဲ့သားအများစုကလက်နက်တွေကိုစီနဲ့အပြင်ကိုထွက်လာကြပါတယ်။အတန်ချဲ့ဆက်ထဲကနေရေဒီယိုမှာကြားခဲ့ရတဲ့အတိုင်းမိုင်းတွင်အကြောင်းသတင်းစကားကိုပဲထပ်ကြားလိုက်ရပါတယ်။စိတ်ကမ်းမှာဘယ်သူမှမရှိတဲ့အတွက်သူတို့ကားအချို့စီးပြီးမိုင်းတွင်းကိုပြတဲ့ဆိုင်းဘုတ်အတိုင်းလိုက်သွားကြပါတယ်။တင်းမောပေါ်မှာတော့စီလစ်အရေးအယောင်တွေကိုရှာဖွေနေရင်းနဲ့အော်တန်လက်ချက်မိသွားပါတယ်။ရံပွဲဖြစ်ပွားပြီးအပြန်လန်ထိုးကျိတ်ပြီးတဲ့နောက်မှာတော့စီလစ်ကအော်တန်ကိုမြေပြင်ပေါ်လှဲချလိုက်ပြီးသတိမိသွားတဲ့အထိလေဘင်းကိုဆွညှစ်လိုက်ပါတယ်။စီလင်းနောက်ဆုံးတော့ Daphne ရဲ့ကွန်ပျူတာကိုရှာတွေ့ပြီး message တွေကိုစစ်ဆေးကြည့်လိုက်ပါတယ်။တစုံတစ်ယောက်က Daphne ကိုတိတ်နေဖို့နဲ့ဘသူ့ကိုမှမယုံဖို့သတိပေးထားပေမဲ့နေအောင်ကြည်တောက်အကြောင်းကိုတော့သူမှမသိခဲ့ပါဘူး။ရှာဖွေရေးအဖွဲ့ကတော့မိုင်းတွင်းကိုရောက်သွားကြပြီးလက်လေကားကလူ9ယောက်ပဲစီးလို့ရတာကြောင့်အဖွဲ့ကိုခွဲလိုက်ကြပါတယ်။သူတို့ရောက်လာတာကိုလုံခြုံရေးကင်မရာကနေမြင်နေရပြီးအဖွဲ့ကဆင်းသွားပြီးနောက်မှာတော့အဝင်ဝမှာကြံခဲ့တဲ့သူတွေကလက်လေကားကိုပြန်မခေါ်နိုင်တော့ပါဘူး။မိုင်းတွင်းထဲမှာတော့အသက်ရှင်ကျန်ရစ်သူတယောက်ထွက်လာပြီးအရာရှိတယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက်အာမန်ကသူ့ကိုနားလည်အောင်ပြောဖို့ကြိုးစားပါတယ်။ရုတ်တရက်ပဲတခြားအသက်ရှင်ကျန်ရစ်သူတွေအများကြီးထွက်လာပြီးသူတို့ကိုဝိုင်းလိုက်ကြပါတယ်။သူတို့အားလုံးဟာမိုင်းလုတ်သားတွေဖြစ်နေတာကိုတွေးလိုက်ရပါတယ်။အကူအညီတောင်းရင်ဘယ်သူမှလာမှာမဟုတ်တဲ့အတွက်သူတို့လိန်ညာပြီးသတင်းစကားပို့ခဲ့တာပါ။အာမန်ကဆက်ပြီးညှိနှိုင်းချင်ပေမဲ့ဦးမိုးကတော့ချက်ချင်းပဲတနက်နဲ့ပြစ်ခတ်လိုက်ပါတယ်။နှစ်ဖက်စလုံးပြစ်ခတ်မှုဖြစ်ပွားပြီးဖမ်းခံထားရတဲ့အရာရှိလည်းတေဆုံးသွားပါတယ်။အဝင်ဝမှာတော့ဖီလစ်ထင်းချုပ်ခန်းကိုရှာတွေ့ပြီးတစုံတစ်ယောက်ကလက်လေကားကြိုးတွေကိုဖျက်ထားတာကိုတွေးလိုက်ရတဲ့အတွက်ပြင်ဖို့အချိန်နည်းနည်းကြာဦးမှာပါပြစ်ခတ်တံတွေကိုကြားလိုက်ရတဲ့အခါယွန်ကြာလက်အိတ်ဆုပ်လိုက်ပြီးအောက်ကိုဆင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဓာတ်လေကားကြိုးရမ်းတွေကိုရှော့ချရင်းယွန်ကြာအောက်ကိုဆင်းသွားပါတယ်။တိုက်ပွဲတွေပြင်းထန်လာပြီးနှစ်ဖက်စလုံးကလူအသေးပြောက်တွေရှိနေချိန်မှာဒက်ဖနီကဥမင်လှိုင်ကောင်းနဲ့ပြေးဝင်သွားပြီးအပိုင်းပိုင်းအဆအဆဖြစ်နေတဲ့အလောင်းတွေကိုတွေးလိုက်ရပါတယ်။မိုင်းလုတ်သားတွေဟာအမှန်တော့လူသားစားသူတွေဖြစ်ပြီးသူတို့ရဲ့သတင်းစကားကိုယုံကြည်ပြီးလာတဲ့သူတွေကိုစားတောက်နေတာပါလူတစ်ယောက်ကသူမကိုလိုက်လာတဲ့အတွက်ဒက်ဖနီဟာအလောင်းတွေကြားထဲမှာပုန်းနေပြီးအတန်မထွက်အောင်တေခါနီးလူတစ်ယောက်ရဲ့ပါးစပ်ကိုအုပ်ထားလိုက်ပါတယ်။ဓမီအောင်ကသူမကိုရှာတွေ့သွားပေမဲ့အဲ့ဒါကယွန်ကြာဖြစ်နေတာပါဒက်ဖနီကအသက်ရှင်ကျန်ရစ်သူကိုလှုပ်ပေးခြင်းနေပြီးအဲ့ဒီအတန်ကြောင့်မိုင်းလုတ်သားတယောက်အဲ့ဒီအခန်းထဲကိုရောက်လာပါတယ်ဖီလစ်နဲ့ယာနာကကင်မရာတွေကနေတဆင့်အကုန်ကြည့်နေပြီးရေဒီယိုကနေတဆင့်အဲ့ဒီလူနီးကပ်လာနေကြောင်းသတိပေးလိုက်ပါတယ်အမျိုးသမီး2ယောက်အချိန်မီတုံ့ပြန်နိုင်ခဲ့ပြီးရုံရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာတော့အဲ့ဒီလူကိုထိုးတက်လိုက်နိုင်ပါတယ်ပေမအခန်းမှာတော့ဦးမှုတယောက်အသက်ခံရတော့မလို့ဖြစ်သွားပေမဲ့အချိန်မီတနက်ပြန်ကောက်ပြီးတိုက်ခိုက်သူကိုပြစ်တက်လိုက်နိုင်ပါတယ်ပြီးတဲ့နောက်ပတ်လေကိုပြစ်ခတ်ပြီးကျန်နေတဲ့မိုင်းလုတ်သားတွေကိုကြောက်လန့်သွားအောင်လုပ်ကဖိနှိပ်ခံနေရတဲ့အာမန်ကိုကယ်တင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အားလုံးဓာတ်လေကားနားမှာပြန်ဆောင်ကြပေမဲ့ဖီလစ်ကဓာတ်လေကားကိုမပြင်နိုင်တော့ဘူးလို့ပြောပါတယ်အနည်းဆုံးတော့သူတို့တကားတွေကိုတောက်ခတ်ထားလိုက်တဲ့အတွက်လိုက်လာတဲ့မိုင်းလုတ်သားတွေသူတို့နောက်ကိုမလိုက်နိုင်တော့ပါဘူးအာမန်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဓာတ်လေကားကိုအလုံးလုံးစေမဲ့ထိန်းချုပ်ခလုတ်ပါတဲ့အခန်းတစ်ခုကိုထပ်တွေ့သွားပါတယ်သူက
ဓာတ်လေကားခလုတ်ကိုဖိထားနိုင်ဖို့အဲ့ဒီနေရာမှာပေါက်တူးတစ်ခုနဲ့ထောက်ထားခဲ့ပြီးဓာတ်လေကားစတင်တက်လာတဲ့အချိန်မှာအာမန်ပြေးလွှားလိုက်ပါသွားပါတယ်။မိုင်းလုပ်သားတွေကတကားကိုဖျက်ဆီးပြီးအပြင်ထွက်လာကြကဓာတ်လေကားပြန်ဆင်းလာဖို့စောင့်ဆိုင်ရင်နောက်ကနေဆက်လိုက်ဖို့ပြင်ဆင်နေပါတယ်။အဖွဲ့သားတွေကားပေါ်ကိုအမြန်တက်ပြီးထွက်ခွာသွားကြပေမဲ့ဒက်ဖနီနဲ့အာမန်တို့စီးမဲ့ကားမှာတော့မပါတဲ့အတွက်သူတို့လိုက်မသွားနိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲမိုင်းလုပ်သားတွေထွက်လာတဲ့အတွက်သူတို့နှစ်ယောက်နောက်ကိုပြန်ပြေးရပါတော့တယ်။ကျန်တဲ့သူတွေတင်မောစိတ်ကန်းရောက်နေကြပြီဖြစ်ပြီးဖီလစ်တယောက်တော်တွေကိုသူ့အိတ်ကက်ထဲမတော်တဆထိမိသွားမှန်းသိလိုက်ရတဲ့အတွက်ပြန်လှည့်ဖို့စူးစမ်းပေမဲ့နေထွက်တော့မှဖြစ်လို့ရေငုပ်တင်မောထဲဝင်ဖို့အရာရှိတွေကအတင်းအကျပ်ခေါ်ဆောင်သွားပါတယ်။အရာရှိအချို့ကတော့ကာကွယ်ရေးအတွက်ကြံနေခဲ့ပြီးအာမန်နဲ့ဒက်ဖနီနောက်ကိုလိုက်လာတဲ့မိုင်းလုပ်သားတွေကိုမြင်တာနဲ့ပြစ်ခတ်ပါတော့တယ်။လူသားစားသူအများစုကြာဆုံးသွားပေမဲ့ဒက်ဖနီလဲခံရပြီးမိုင်းလုပ်သားတယောက်ကသူမကိုဖမ်းဆီးလိုက်ပါတယ်။ဦးမိုးကဆက်လက်ညှိနှိုင်းဖို့ညှင်းဆန်ပြီးပြစ်ခတ်နေပေမဲ့အချိန်မမီလိုက်တဲ့အတွက်ဒက်ဖနီရဲ့နောက်ကျောကိုမိုင်းလုပ်သားကဓာတ်နဲ့ထိုးလိုက်ပါတယ်။ဦးမိုးကအဲ့ဒီလူကိုပြစ်တက်လိုက်ပေမဲ့ဒက်ဖနီကတော့အာမန်ရဲ့လက်ထဲမှာပဲအသက်ထွက်သွားပါပြီ။အာမန်စိတ်ထိခိုက်ပြီးဒက်ဖနီရဲ့အလောင်းကိုဖတ်တွယ်ထားကသူမမပါပဲမသွားဘူးလို့ညှင်းဆန်ပါတယ်။နေမထွက်ခင်မှာပဲအရာရှိတွေကသူ့ကိုအတင်းကျပ်ရိုက်တတိလစ်စေပြီးရေငုပ်တင်မောပေါ်ဆွဲခေါ်သွားရပါတယ်။တင်မောပေါ်မှာတော့ယွန်ဂျာကနော်ဝေးကိုဦးတည်ဖို့အမိန့်ပေးလိုက်ပြီးဦးမိုးကတော့အီရန်ရဲ့မှတ်တမ်းဖိုင်ကိုဝင်ဖို့စ조사နေပါတယ်။အချိန်ချင်းအဆင်မပြေဖြစ်ပြီးနောက်ဆုံးမှာတော့စကားဝက်ကိုမှန်းဆနိုင်သွားပြီးမစ်ရှင်အမိန့်တွေကိုတွေးရှိသွားတဲ့အခါသူတို့အလိန်ခံခဲ့ရမှန်းသိလိုက်ရပါတယ်။ဦးမိုးချက်ချင်းပဲစစ်သားတွေကိုစုစည်းပြီးသတင်းကိုမျှဝေလိုက်ပါတယ်။သူတို့ကိုအစကတည်းကနေရဲ့လေ့ကျင့်ခန်းမင်းအရလှုပ်ဆောင်နေတာဖြစ်ပြီးအာမန်ရဲ့တင်မောကိုတိုက်ဆိုင်စွာတွေ့တာလို့ပြောခဲ့ပေမဲ့ဒါတွေအားလုံးကအစကတည်းကစီစဉ်ထားတာပါ။အီရန်ဟာသူတို့ဟာရှာဖွေကယ်ဆယ်ရေးမစ်ရှင်တစ်ခုမှာပါဝင်နေတာဖြစ်ပြီးဒက်ဖနီရဲ့ရေအောက်နေထိုင်မှုဗဟုသုတကြောင့်သူမကိုကယ်တင်ဖို့ကပန်းတိုင်ဖြစ်မှန်းအမြဲတည်နေခဲ့တာပါ။ဦးမိုးကတော့နေတော့အနေနဲ့ဒီဘေးအနေရဲ့အကြောင်းကိုတခြားသူတွေထက်အများကြီးစောပြီးတည်နေခဲ့တဲ့နေတော့အဖွဲ့ဟာကိုကယ်တင်ဖို့အတွက်ဘာမဆိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ရုတ်တရက်အာမန်အခန်းထဲကိုအတင်းဝင်လာပြီးဦးမိုးကိုတမင်တက်ရန်ရှာတိုက်ခိုက်လိုက်ပါတယ်။တခြားအရာရှိတွေကသူ့ကိုဆွဲထုတ်လိုက်ပြီးအာမန်ကတော့အရာအလုံးအဆုံးသတ်ချင်နေကြောင်းအော်ဟစ်နေပါတယ်။ဦးမိုးကသူ့ကိုမတက်ပဲအခန်းထဲမှာပဲထိန်းသိမ်းထားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဖီလစ်နဲ့ယာနာတို့ကအာမန်ကိုလွှတ်မပေးမချင်းမျိုးစေ့အတွက်ပြင်ဆင်မှုတွေကိုဆက်လုပ်မှာမဟုတ်ဘူးလို့ညှင်းဆန်ပေမဲ့ဦးမိုးကတော့သူတို့ကိုအစာပေးမှာမဟုတ်ဘူးလို့ပဲတုံ့ပြန်ပါတယ်။အချုပ်ခန်းထဲမှာလက်ထိတ်ခတ်ခံထားရတဲ့အာမန်ကတော်ပီဒိုပြိုနှစ်ခုအလွတ်ဖြစ်နေကြောင်းအရာရှိတွေပြောတာကိုကြားလိုက်ရပါတယ်။တစ်ဖက်မှာလည်းအော်တန်ကစစ်သားတွေကိုမျိုးစေ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာအလုပ်လုပ်ခိုင်းဖို့စ조사ပေမဲ့ဘယ်သူမှဒီနည်းလမ်းတွေကိုဘယ်လိုလုပ်ရမှန်းမသိကြပါဘူး။ဖီလစ်ကအာမန်စီသွားပြီးဦးမိုးဖြတ်နေတဲ့သတင်းအကြောင်းပြောပြတဲ့အခါအာမန်ကယွန်ဂျာနဲ့စကားပြောဖို့တောင်းဆိုပါတယ်။ယွန်ဂျာရောက်လာတဲ့အခါဒက်ဖနီရဲ့နာမည်ပြားကိုသူမယူထားမိကြောင်းပြောပြီးအာမန်ရဲ့လေဘင်းမှာချိတ်ပေးလိုက်ပါတယ်။အဲဒီနောက်အာမန်ကသူ့ရဲ့ theory ကိုပြောပြပါတယ်။ဦးမိုးကစမ်းသပ်မှုတစ်ခုလို့ပြောခဲ့တဲ့အရင်နေ့ကတုံခါမှုဟာပျောက်ဆုံးနေတဲ့တော်ပီဒိုတွေကြောင့်ဖြစ်ကြောင်းတင်မောရဲ့ရှေ့ပိုင်းကိုပြန်ချိန်ညှိခဲ့တာကလည်းအတိတ်ပဲမရှိကြောင်းသူရှင်းပြပါတယ်။အာမန်ကတော့ဦးမိုးဟာအာနာရဖို့အတွက်ဒီမစ်ရှင်တစ်ခုလုံးကိုဖျက်ဆီးနေတာလို့သူထင်ပါတယ်။ယွန်ဂျာကတော့မယုံကြည်တဲ့အတွက်အာမန်ကဦးမိုးကိုလာတွေ့ဖို့ပြောလိုက်ပါတယ်။ဦးမိုးရောက်လာတဲ့အခါအာမန်ကိုလွှတ်ပေးပြီးအစားအစာတချို့ပါကျွေးပါတယ်။အာမန်ကချက်ချင်းပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့အတွက်ဦးမိုးဒေါသထွက်ပြီးစစ်ပွဲအတွင်းသူမြင်ခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုအော်ဟစ်ပြောဆိုရင်းနောက်တစ်ကြိမ်မဖြစ်လာစေချင်ဘူးလို့ဆိုပါတယ်။နောက်ဆုံးမှာတော့အာမန်ကအပေးအယူတစ်ခုကမ်းလှမ်းလိုက်ပါတယ်။ဖီလစ်နဲ့ယာနာတို့မျိုးစေ့တွေအတွက်အလုပ်လုပ်ပေးစေချင်ရင်ဆန်နဲ့ဒက်ဖနီတို့နေရာမှာအစားထိုးဖို့လူနှစ်ယောက်ကိုခြံထားပေးရမယ်လို့ပြောပါတယ်။ဦးမိုးကညင်းပေမဲ့အာမန်ကပျောက်ဆုံးနေတဲ့ဒုံးကျည်တွေအကြောင်းပြောလိုက်တဲ့အခါဦးမိုးကိုအပေးအယူလက်ခံအောင်ချင်းချောက်လိုက်နိုင်ပါတယ်။ဒါပေမဲ့အာမန်ကကမ်းလှမ်းချက်ကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီးဦးမိုးရဲ့စစ်မှန်တဲ့သဘောတဘာဝကိုသိစေဖို့သူတို့ပြောနေတဲ့စကားတွေကိုရေငုပ်တင်မောတစ်ခုလုံးမှာထုတ်လွှင့်ပြသလိုက်ပါတယ်။အရာရှိတွေဒေါသထွက်သွားပြီးယွန်ဂျာကဦးမိုးကိုယာရုကနေဖယ်ရှားလိုက်ပါတယ်။ဦးမိုးဒေါသထွက်ပြီးလူတိုင်းကိုတနက်နဲ့ချိန်ကသူလုပ်သမျှအားလုံးဟာသူတို့အတွက်ပဲလို့အော်ဟစ်လိုက်ပါတယ်။ဘသူကမှသူ့ကိုဂယုမစိုက်တဲ့အတွက်ဦးမိုးကတနက်ကိုအရာရှိတယောက်စီပေးပြီးအာမန်နဲ့သူဘသူကိုပြစ်မလဲဆိုတာရွေးခိုင်းပါတယ်။အရာရှိတယောက်ဘသူကိုယုံရမလဲမသိပဲစိတ်ရှုပ်ထွေးနေချိန်မှာပဲအာမန်ကအနားကိုတိုးကပ်သွားပြီးအားပါတရစကားပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်သူစိတ်ငြိမ်သွားပါတယ်။ဦးမိုးကိုထိမ့်သိမ့်လိုက်ပြီးတဲ့နောက်စစ်သားတွေကယွန်ဂျာကိုတက်မှုအသစ်အဖြစ်အလေးပြုကြပါတယ်။အီရန်ရဲ့ message တွေနောက်ကမှန်တရားကိုသိနိုင်ဖို့စီလစ်ကိုကွန်ပျူတာထဲဝင်ကြည့်ခိုင်းပါတယ်။ဒီရေငုပ်တင်မောဟာဒက်ဖနီနောက်ကိုအစကတည်းကလိုက်နေတာဖြစ်ပြီးနဲရကအီရန်ကိုနေမတောက်ခင်ကတည်းကဒီအဖွဲ့ကိုကယ်တင်ဖို့ခိုင်းထားတာပါ။အိန္ဒိယသမုဒ္ဒရာထဲကနေရာတစ်ခုရဲ့ဒီနေရာအညွှန်းနဲ့ဖုန်းနံပါတ်တစ်ခုလည်းရှိနေပါတယ်။
အဲ့ဒီအချိန်မှာပဲနော်ဝေးကိုရောက်လာတဲ့အတွက်သင်္ဘောရေပေါ်တက်လာပါတယ်။ Daphne ရဲ့ဂျိုဒုဖုန်းကိုသုံးပြီးယွန်ဂျာဖုန်းခေါ်ကြည့်ရမှာ Daphne ရင်ကခေါ်ခဲ့ဘူးတဲ့နံပါတ်ဖြစ်နေတာကိုတွေ့ရပါတယ်။ဖုန်းကင်လိုက်သူကတော့အာမန်ရဲ့ဖခင်အာစီးဖြစ်ပြီးအာကာသယာဉ်မှူးဝတ်စုံနဲ့တီးနှံတွေအများကြီးကြားမှာပုံခုနေတာပါ။အာစီးကအာမန်ကိုကယ်တင်ဖို့အတွက်ပဲသူ့ကိုသင်္ဘောပေါ်ရောက်အောင် Daphne ကိုတမင်လိန်ညာခိုင်းခဲ့တာလို့ဝန်ခံပါတယ်။ဖုန်းမချခင်မှာပဲအာမန်ကိုအိန္ဒိယကတီနေယာကိုလာခဲ့ဖို့အဲ့ဒီမှာကဘာတစ်ခုရှိနေတယ်လို့ပြောလိုက်ပါတယ်။အာမန်ကတခြားသူတွေကိုအကြောင်းစုံပြောပြပြီးဦးမှုပြောတာမှန်နေတယ်လို့ဆိုပါတယ်။ဖခင်ကိုမယုံကြည်တဲ့အတွက်အရင်ဆုံးမျိုးစေ့တွေကိုအရင်ယူပြီးမှအစီအစဉ်ဆွဲဖို့အာမန်ကအကြံပေးပါတယ်။စီလစ်ကဦးမှုစီသွားပြီးအာစီးကိုရင်ဆိုင်ဖို့ဦးမှုလိုလူမျိုးလိုတယ်လို့တွေးတောမိပါတယ်။ရေပေါ်မှာတော့ယာနာနဲ့အရာရှိတယောက်မျိုးစေ့တွေရှာရင်းအနီးနားမှာလေရင်တစင်းကိုတွေးလိုက်ရပါတယ်။အရာရှိကယာနာကိုပုံခိုင်းပြီးစုံစမ်းဖို့သွားပါတယ်။အာမန်အဆောက်အဦတစ်ခုထဲဝင်သွားချိန်မှာတော့ Into the Dark ဇလန်တွေကလိုလူတစ်ယောက်ကနောက်တစ်ယောက်ကိုတနက်နဲ့ချိန်ထားတာကိုတွေးလိုက်ရပါတယ်။အဲ့ဒီလူကအာမန်ကိုမြင်တာနဲ့ချက်ချင်းပြစ်ခတ်လိုက်ပါတယ်။အာမန်သတိလစ်သွားချိန်မှာပဲရင်ငုတ်သင်္ဘောပေါ်ကလူတွေကဒုံးကျည်တစ်စင်းလွှတ်တင်ခံလိုက်ရပြီးသူတို့နောက်ကိုလိုက်လာနေတာကိုတွေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။